Hello Hello welcome back ဒီနေ့ရှာရှိမယ့်အကြောင်းအရာလေးကတော့ရှာရှိမယ့်အကြောင်းအရာလေးပေါ့နော်ဘာလို့လဲဆိုတော့ခါကြဒီနေ့ခေတ်ကကွာအဲ့လိုမျိုးပြောတောင်မှအခုခေတ်စားနေတဲ့ AI တို့ပြီးတော့ခါကြတော့ဒီ search engine တွေဖြစ်တဲ့ Google တွေမှာသွားရှာရင်ကိုသိချင်တာတွေကသိလို့ရတယ်ကွာအဲ့လိုသိလို့ရနေတာကွာဘာလို့ဒီလိုမျိုးတွေ share နေရလဲဆိုတော့ခါကြတော့ဒီလိုစာရေးကိုဖတ်လိုက်တဲ့အသည့်နဲ့အဲ့ဒီနေပင်မှာတကယ်ကျင်လည်ပြီးတော့အဲ့လိုကပြန်ပြီးတော့ share လုပ်တဲ့အသည့်နဲ့မတူအခုကိုရီလို့ပေါ့ကိုရီလို့ဆိုတာကိုတယောက်တည်းကိုပြောချင်တာမဟုတ်ဘူးเนาะဒီလိုမျိုးကိုရီလို့ဒီ researcher တွေလုပ်နေတဲ့သူတွေဆိုရင်ဒါဒီနေ့ခေတ်ဆိုရင်ကွာ online နေရာနေပြီးတော့လေmeeting တွေလုပ်ပြီးတော့လုပ်လို့ရနေတာကွာဘာဖြစ်လို့ဒီလိုမျိုးနိုင်ငံကြီးမှာလာပြီးတော့သူတေသနာကြီးလုပ်နေရလဲဆိုတော့ခါကြတော့မတူဘူးကွာတိလားဟိုစာထဲမှာကွာကိုလိုချင်တာတွေရှာပြီးတော့ပြုစုပြီးတော့လုပ်တာနဲ့တကယ်လက်တွေစင်းပြီးတော့ဒီကျွမ်းကျင်တဲ့ experience အများကြီးရှိတဲ့professor တွေဆရာတွေဆရာမတွေနဲ့မျက်နှာချင်းဆိုင် discuss လုပ်ရတာနဲ့အဲ့လိုစာတွေဖတ်ရတာနဲ့သူ့ရဲ့ feelings ကလည်းမတူဘူးရလာတဲ့ result ကလည်းမတူဘူးဒါတွေအကြောင်းမလို့လူတွေကလူမျိုးပေါ်နိုင်ငံတွေမှာတွားပြီးတော့ဒီလိုမျိုးပူပေါင်းပြီးတော့ research တွေလုပ်တယ်အဲ့လိုတွေဖြစ်လာတာပေါ့နော်ဒီနေ့ခေတ်လိုရတယ်တချို့ဆိုကွာဗာလဲဘယ်ရောင်ဆိုရှာလို့ရနေတာပဲအကုန်လုံးတွားမတင်တော့ကိုပဲရှာပြီးတင်ပါတော့မတူစိတ်ချလုံးဝရလာတဲ့ result ကိုတွေ့ရတဲ့အတွေ့အကြုံရောခံစားရတဲ့ feeling ကိုတကယ် apply လုပ်ဖို့ဟာလည်းလုံးဝကိုကွဲပြားတယ်အဲ့တော့ပြန်ဆက်မယ်ဆိုရင် research ဆိုတာဗာလဲ researcher ဆိုတာဗာလဲဆိုတဲ့အကြောင်းပေါ့နော်research ဆိုတာကကွာကိုဒီprocess တစ်ခုကိုဒီသူတေသနာလုပ်ဖို့ရှာတာကွာfind out လုပ်တာကွာအတစ်တစ်ခုကိုရှာတာကွာတိလားအတစ်တစ်ခုကိုရှာတာဆိုတာအတစ်ကြီးလုံးဝငါတိထွင်လိုက်တယ်ဆိုတော့အတစ်ကြီးမျိုးလဲရှိတယ်ဒါမှမဟုတ်ရင်ရှေ့ကနေပြီးတော့ပြန်ပြီးလုတ်သွားတဲ့ဟာကိုရဲ့ဒီ gap ဖြစ်နေတဲ့ဟာကိုပြန်ပြီးတော့သူတေသနာလုပ်တာမျိုးကြီးလဲရှိတယ်ဒါမျိုးဆိုရင်ဒါ research ပေါ့နော်researchers ကကြတော့အဲ့လိုမျိုးတွေလုပ်ဖို့အဲ့လိုမျိုးတွေရှာဖွေဖို့အတွက်ပြုလုပ်ရတဲ့သူတွေဒါကတော့လူမျိုးဟာဆိုရင် definition အရာဆိုလဲအဲ့လိုပဲသွားမှာပဲအပြင်မလက်တွေ့မှာဆိုလဲအဲ့လိုပဲလေ research နဲ့ researcher ရဲ့ကွာခြားပုံလေးอ่ะပေါ့နော်အဲ့တော့ဟိုလေပြောမယ်ဆိုရင်လူကွာကိုရီငယ်တော့အကြောင်းတက်တယ်ကွာဒီလား computer science မှာတက်တယ်ဆိုရင်ဒီရက်ွက်တွေထဲမှာသူများတော့အပြင်ဟင်းနေပင်မှာတက်နေရလဲ computer အကြောင်းမှာတက်နေတယ်လို့ပြောလိုက်ပြီးဆိုရင်သူ technique တစ်ခုကွာသူတို့ဖုန်းပြတ်တယ်တစ်ခုအောက်ဆက်ပြတ်တယ်တစ်ခုပေါ့ကွာ VCD CD set တွေပြတ်တယ်ဆိုရင်လာပြီးတော့လုတ်ခိုင်းတာမျိုးတွေလဲကြုံကောင်းကြုံဘူးတဲ့သူတွေရှိလိမ့်မယ်အဲ့လိုမျိုးလို့ကိုရီများမတက်ပြီးဆိုရင်ဟာဘာလဲပေါ့ဒီ computer အကြောင်းတက်ပြီးဒါလေးတောင်မသိဘူးလားဘာညာတော့အဲ့ဒါမျိုးတွေပြောခံရတာမျိုးတွေလဲကြုံဘူးတဲ့သူတွေရှိမှကြုံလဲကြုံခဲ့ဘူးမှာပေါ့နော်ကိုကတော့ကြုံဘူးလားဆိုတော့အမှန်တမ်းပြောရင်တော့မကြုံဘူးဆိုတာလည်းလာမေးတဲ့သူကလည်းအဲ့လိုမျိုးတွေထပ်ပေါ့ကြတယ်မရှိဘူးကွာဒီမှာအိမ်မှာပဲကိုမိသားစုနဲ့ကိုပါသူကိုလောက်တာပြူတာပဲရှိတာကွာနော်တကူတကကြီးသူများလာမေးပြီးတော့ကိုအဲ့လိုပြောခံရတာမျိုးတော့မရှိပါဘူးဒါပေမဲ့လူကြားနေရမျိုးရှိတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ခါကြတော့အဲ့တော့တခုပြောချင်တာကလေဒီမှာဆိုရင် technology ဘိုင်းရဲ့ research ခဲကလည်းတူတူလိုနဲ့မတူဘူးtechnology กว่าအခုနောက်ဆုံးတစ်ခုပြောမယ်ကွာအခုပေါ့လေလူတွေအသုံးများနေတဲ့ solar စနစ်ပေါ့နော် solar စနစ်ဆိုရင် solar ရဲ့သွားပုံသွားနည်းလုပ်ပုံလုပ်နည်းတက်စင်နည်းတွေပေါ့ဒါမျိုးတွေကကြတော့ technology ဘိုင်းနေအဲ့ဒါတွေကကြတော့ researchers တွေကအဲ့လိုမျိုး technology တွေမှာသွားပြီးစင်မလားတက်မလားဆိုတော့အဲ့လိုမဟုတ်အဲ့တော့ technology ဘိုင်းနဲ့ဒီ researcher ဘိုင်းနဲ့ကလည်းစင်တယ်လို့နဲ့တကယ်တော့လုံးဝ totally different เนาะအဲ့တော့ technology နဲ့လည်းမရောနဲ့ဥပမာဆိုရင်နင်းဒီပန်ဥပမာဆိုရင်တော့တာပေါ့เนาะဒီ solar စနစ်နဲ့ပတ်သက်ပြီး research လုပ်နေတဲ့ researcher ကိုတွားပြီးတော့solar စင်ပေးပါလားလို့ပြောရင်အဲ့ researcher လုပ်တတ်ချင်မှလုပ်တတ်မှာလုပ်တတ်ချင်မှဘာလို့ဆိုတော့ technology ဘိုင်းကသူ့ရဲ့ technology နဲ့တက်ဒီ research ကိုလုပ်တဲ့ researcher တက်တခုပေါ့နော်ကိုက weather ဘိုင်း weather science ပေါ့နော် weather science ဘိုင်းကို weather science ဘိုင်းမှာဒီ research တခုကို find out လုပ်နေတဲ့ဒီ process တခုကို find out လုပ်နေတဲ့ researcher ကဒီသူ့ရဲ့ဒီ weather science နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေလုပ်ရမလဲဘယ်လို method တွေသုံးပြီးတော့ကိုတွေဘယ်လိုတွေလုပ်ရမလဲဆိုတဲ့ဟာတော့သူကျွမ်းမှာအဲ့လိုမျိုးအိမ်မှာပန်ကာတက်တာတို့ solar တက်တာတို့ကတော့အဲ့ researchers ကကျွမ်းကျင်မှာကျွမ်းမှာအဲ့တော့ဒါကဟောလေဒီဒါကိုဆိုလဲဒါနည်းနည်းရှင်းတာလိုချင်လဲလိုမှာပေါ့ဒီတက်ကိုတက်
ပို့ပြီးတော့အတွေ့အကြုံရင်းနဲ့ဆရာသမားတွေရှင်းမယ်ဆိုလည်းဒီထက်ပို့ပြီးတော့တိကျမှာပေါ့နော်အဲ့တော့တခုပြောချင်တာကအဲ technology ရဲ့ research ရဲ့ researcher ရဲ့က similar နဲ့လုံးဝကွဲတယ်เนาะအဲ့တော့အဲ့လိုမျိုးကို research လုပ်တယ်ဆိုတော့ find out လုပ်တာကွာတိလားဖြစ်မလားသေးတဲ့ဟာဒါမှမဟုတ်ရင်ဖြစ်ပြီးသားကိုပို့ပြီးကောင်းမွန်အောင်ပြန်ပြီးတော့လုပ်တဲ့ဟာ research အဲ့ဒီ research ကိုအဲ့လိုမျိုးဟာတွေလုပ်ဖို့အတွက်လုပ်နေတဲ့သူတွေကို researchers လို့ခေါ်တယ်အခုကလွယ်ဒီနေ့ခေတ်မှာဆိုရင်ပေါ့အခု ChatGPT ထားပါတော့ဒီ AI နေဆိုလည်းတကယ်ဒီနေ့ခေတ်မှာဆို researchers တွေမရှိရင်မရဘူး researchers ကကဘာကြီးမှာလိုအပ်တယ်သူတို့မရှိဘဲနဲ့လည်းအခုလိုဒီနေ့ခေတ်လိုသုံးနေတဲ့ AI နည်းပညာတွေပေါ်ထွက်လာမှာမဟုတ်ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့အခု researchers တွေကိုဗာလဲဒီ why not say system လေးလုပ်ပေးပါလားတို့ဒါတွေကကြတော့ပြောမယ်ဆိုရင်သူနီးပညာနဲ့သူရှိပြီးသား researchers တွေကကြတော့မရှိသေးတဲ့ဟာမဖြစ်သေးတဲ့ဟာကိုသူတို့သူတည်တနာတွေပြုတ်ပြီးတော့နောက်တစ်ချိန်ကျရင်ဖြစ်လာအောင်လုပ်ရတဲ့သူတွေပါအဲ့ဒါကြောင့်မလို့ researchers တွေအကုန်လုံးကိုဘယ်လိုပြမလဲလေးစားတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေရှိနေလို့ပဲကိုယ်တွေဒီနေ့ခေတ်မှာတိုးတက်တဲ့ဒီပညာတွေကိုသုံးနေရ